အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကိုနေဝေးရဲ့သူမလေး19နှစ်ပြည့်မွေးနေ့နဲ့ကြည်တွဲဆောင်မေးပွဲအောင်ထိမ့်မှတ်အဖြစ်တောင်တွင်းကြီးမြို့မှာရှိတဲ့ရွှေမုတ်ထောပရိယတ်တိစာတင်တိုက်ကိုတွားပြီးတော့တန်ငါပါ350ကျော်ကိုနေစုံစက္ကန့်လှူဒါန်းမှာပဲဖြစ်ပါတယ်ကိုနေဝေးတို့မိသားစုအကုန်လုံးနဲ့နှီးစက်ရဆွေမျိုးတွေစုပြီးတော့ကားနဲ့တွားကြမှာပေါ့နော်ကိုနေဝေးတို့2ယောက်ကတော့ကားလူမဆန်းတော့တဲ့အတွက်ဆိုင်ကယ်နဲ့ပဲတွားလိုက်ပါတယ်ကျက်တီတက်နေထုံးလို့တောင်းကျိုးနာဒီပါစီစဉ်ဥစ္စာကလေးရာတို့ယေနာရွှေမုံငွေမိုးရွာယေနာရွှေမုံငွေမိုးရွာဒီနေ့ရဲ့အဓိကဇာတ်လိုက်ကတော့ဒီမျက်မှန်နဲ့အင်ဂျင်နေနဲ့ကောင်းပါလေးပါကျွန်တော်တူမလေးဖြစ်ပါတယ်သူရဲ့မွေးနေ့နဲ့ကြည်တွဲအောင်အထိမ့်မှတ်ဖြစ်ဒီမှာဆွန်လာကြတာပေါ့နော်ဒီရွှေမိုးတော်ပရိယတ်တိစာတင်တိုက်ကြီးကကျောင်းဝင်းရလည်းအခြေကြီးဖြစ်တယ်လို့အဆောက်အဦတွေကလည်းအကြီးကြီးမားမားခန်းခန်းနာနာရှိတယ်ပေါ့နော်တန်ငါပါလည်း350ကျော်ရှိတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒေသရဲ့ပရိယတ်တိတာသနာကိုကြီးကြီးမားမားထမ်းဆောင်နေတဲ့ကျောင်းကြီးပဲဖြစ်ပါတယ်မြို့နယ်ပြည်ရွာလုံးဒီဒီလို့ပြောရွှေချတာဒီရင်ဒီအောင်အရှိမဲ့မြတ်တာဒီမှာစာဝါလိုက်နေကြတဲ့တန်ဃာတွေကဒီစနစ်အောက်ကိုရင်လေးတွေကစပြီးတော့ဗောနော်ကျွန်တော်တို့ပဇင်းပြူအရွယ်ထိရှိကြပါတယ်ကျွန်တော်အခုလိုပရိယတ်တိဒီကျောင်းတွေကိုရောက်ဖူးတာပထမဆုံးပဲဗောနော်အဲ့ဒီတော့ကျွန်တော်ဒီကျောင်းလေးကိုရှောက်ပြီးရှောက်ကြည့်လေးလာကြည့်တဲ့အခါကျတော့ဗောနော်ဒီပရိယတ်တိစာပေကိုလေးလာသင်ကြားနေတဲ့ဒီကိုရင်လေးတွေဦးစင်းလေးတွေကိုမြင်ရတာတကယ်ကိုကြည်နူးဝမ်းမြောက်စရာလေးကောင်းတယ်ဗောနော်သူတို့ကျွန်တော်နိုင်ငံရဲ့အဓိကဘာသာကြီးဖြစ်တဲ့ဗုဒ္ဓဘာသာဒီတာသနာကြီးကိုပခုံးထမ်းတင်ဖို့အတွက်သူတို့စာပေတွေလေးလာစူးစမ်းလေ့ကျင့်သင်ယူနေကြတာကိုမြင်ရတာဗောနော်တကယ်ကိုကြည်နူးစရာလေးကောင်းပါတယ်ဗျခုကတော့ဒီဆွန်လာကတ်တဲ့ကျွန်တော်တို့ဒီမိသားစုပေါ့နော်အလူရှင်တွေကိုထောက်တိုက်အုပ်ဆရာတော်ကတရားဟောရင်းနဲ့ကျွန်တော်တို့ဆွန်မစားခင်မှာရေဆက်အရင်ချပေးတာပေါ့နော်ပုံမှန်ဆိုရင်တော့ဒီเจ้าရဲ့တိုက်အုပ်ဆရာတော်ကပဲတရားဟောရေဆက်ချတရားနာပေးလုပ်ပေးပုံမှန်ဆိုရင်တော့ဒီเจ้าရဲ့တိုက်အုပ်ဆရာတော်ကပဲရေဆက်ချတရားဟောလုပ်ပေးတာပေါ့နော်ဒါပေမဲ့ဒီနေ့တော့ဆရာတော်ကခီးထွက်သွားတဲ့အတွက်လက်ထောက်တိုက်အုပ်ဆရာတော်ကပဲဒီတရားဟောရေဆက်ချလုပ်ပေးတာလို့ပြောပါတယ်ဗျခြေသက်ချတရားနာလုပ်နေကြတဲ့သူတွေကိုကင်မရာမန်လုပ်ပေးနေရတဲ့အတွက်ကိုနေဝေးကတော့တယောက်တည်းပြင်မှာတရားနာရပါတယ်အောင်တဲ့ပြန်ချက်တီတက်နေထိုးလို့တောင်းကျိုးနာဒီပါသမီးကြီးမတဲစုဝေစကူနေကြီးဒီနေ့အထိမှဒီလိုမင်္ဂလာအဖြစ်တက္ကရာဖွေဖြူလေးလူကြပါသည်အရှင်ဘုရားမင်္ဂလာများဆက်ရောက်လို့လားမင်္ဂလာခါကြပြီဖြစ်ရဲ့မင်္ဂလာတည်းရေးသွင်းလို့ကြည်များမြို့နယ်ပြည်ရွာလုံးဒီတီပုံလို့ပြောရွှေချတာဘီရန်ဒီအောင်ပဲရှိမဲ့မြတ်တာစိတ်နှပြမှာလူအိစံကြောင့်တောင်းစုနေပန်းကလေးလူဝေးလျက်သာစိတ်ပမာဝင်ချမ်းများလို့ရှင်လန်းရဖို့ရာတူနဲ့တူမှာမြတ်တာစနေချပါပြီမှာစကားလေးဆိုပါအဲတို့မှတော့သူရောကိုပါအေးချမ်းသာရလိကူမတရားအဖျားပြကောင်းတဲ့ကောင်းရင်ကိုမင်္ဂလာ
တည်းပြောင်းချက်ဒီတနေထုံးလို့တောင်းကျိုးများဒီပါစီစဉ်ဥစ္စာကလေးရာတို့ယေဒနာရွှေမိုးငွေမိုးရွာယေဒနာရွှေမိုးငွေမိုးရွာအောင်တည်းပြောင်းချက်ဒီတနေထုံးလို့တောင်းကျိုးများဒီပါစီစဉ်ဥစ္စာကလေးရာတို့ယေဒနာရွှေမိုးငွေမိုးရွာယေဒနာရွှေမိုးငွေမိုးရွာမင်္ဂလာတရားဆိုပြီးတော့တာမင်္ဂလာရှိတဲ့နေရာမင်္ဂလာများဆက်ရောက်လို့လားမင်္ဂလာခါကြပြီးချင်းရဲ့မင်္ဂလာတရင်ရေးသွင်းလို့ပြင်များမင်္ဂလာတရားဆိုပြီးတော့တာမင်္ဂလာရှိတဲ့နေရာမင်္ဂလာများဆက်ရောက်လို့လားမင်္ဂလာခါကြပြီးချင်းရဲ့မင်္ဂလာတရင်ရေးသွင်းလို့ပြင်များမြို့နယ်ဒီရွာလုံးဒီဒီလို့ပြောရွှေချတာဒီရင်ဒီကင်းအောင်အရှိမဲ့ညတာမြို့နယ်ဒီရွာလုံးဒီဒီလို့ပြောရွှေချတာဒီရင်ဒီကင်းအောင်အရှိမဲ့ညတာတို့အိစာပြေဝပြီးကြောင်းတောင်းစုပြုမယ်အခုမကြာရလိမ့်မလွယ်ပါအိုးပန်းကလေးလူမွေးလေးတာဆိုင်အေးပမာဝင်ချမ်းများလို့ရှင်လန်းရဖို့ရာတူနဲ့တူမှာကိတ္တစနေချပါပြန်ပါကိုပါအေးချမ်းသာရလိတ်ခုမကြာအပြာများကောင်းသတည်းကောင်းခြင်းကိုမင်္ဂလာအောင်တည်းပြန်ချက်ဒီတနေထိုးလို့တောင်းကျိုးများဒီပါစီသည်ဥစ္စာကလေးရာတို့ယေဒနာရွှေမိုးငွေမိုးရွာယေဒနာရွှေမိုးငွေမိုးရွာမင်္ဂလာတရားဆိုပြီးတော့တာမင်္ဂလာရှိတဲ့နေရာမင်္ဂလာများဆက်ရောက်လို့လားမင်္ဂလာခါကြပြီးချင်းရဲ့မင်္ဂလာတရင်ရေးသွင်းလို့ခြင်းများမြို့နယ်ဒီရွာလုံးဒီတီပုံလို့ပြောရွှေချတာဘီရန်ဒီကင်းအောင်ပဲရှိမဲ့မြစ်တာ အခုမြင်နေရတဲ့ကိုရင်လေးတွေကကိုနေဝေးတို့ရွာကနေဒီစာတင်တိုက်ကြီးမှာလာပြီးတော့ပရိယတ်တိစာပေတွေတင်ကြားနေတဲ့ကိုရင်လေးတွေဖြစ်ပါတယ်။ဒါကြောင့်ကြုံတုံးဆုံတုံးမှာရွာကတက္ကသိုလ်မတွေကဒီဝတ္ထုငွေလေးတွေလိုအပ်တာလေးတွေလှူဒန်းပေးနေတာပဲဖြစ်တယ်ပေါ့နော်ဒီဗီဒီယိုလေးကိုတင်ပေးရတဲ့ရည်ရွယ်ချက်ကကိုနေဝေးတို့ရဲ့အလှူကိုကြောဝလိုရွေးမဟုတ်ပါခင်ဗျာအဓိကကိုနေဝေးတို့နယ်ရဲ့ပရိယတ်တိတာရဏကိုစွမ်းစွမ်းတမန်ပခုံးထမ်းတင်ဆောင်ရွက်နေတဲ့ဒီရွှေမုတ်ထောကျောင်းတိုက်ကြီးမှာအာယုံစွန်းတနတ်ပဲဖြစ်ဖြစ်နေစွန်းတနတ်ပဲဖြစ်ဖြစ်အလှူရှင်တွေထပ်မံပေါ်ပေါက်စေဖို့ကိုပဲရည်ရွယ်ပါတယ်ခင်ဗျာအဆုံးထိကြည့်ပေးကြတဲ့သူတယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ဗျာအပြာပြာကောင်းတဲ့ကောင်းခြင်းကို